အားလုံးပဲမင်္ဂလာပါခင်ဗျာလူစိတ်ဝင်စားမှုအရင်မြန်တက်နေတဲ့ AI agent အကြောင်းလေးကိုပြောပြပေးပါမယ် AI agent ဆိုတာကျွန်တော်တို့ကိုစားအလုပ်လုပ်ပေးတဲ့ AI အမျိုးအစားပါသူ့ကိုကြတော့ Manage AI လို့ခေါ်ပါတယ်ခင်ဗျာ AI လို့ပြောလိုက်တဲ့နဲ့ ChatGPT နဲ့ Gemini ကိုပဲပြည့်မြန်မိပါနဲ့ ChatGPT နဲ့ Gemini ဟာကြတော့ကျွန်တော်တို့ Chatbot AI အမျိုးအစားဖြစ်ပါတယ်ကျွန်တော်တို့စကားပြောလိုက်တဲ့သူကစကားပြန်ပြောတယ်ကျွန်တော်တို့ prompt ပေးလိုက်တဲ့သူကပုံတွေပါတော့ထုတ်ပေးတယ်အဲ့လိုမျိုး Chatbot AI မျိုးအစားဖြစ်ပါတယ်အခု Manage AI ကြတော့ကျွန်တော်တို့ကိုစားအလုပ်လုပ်ပေးတဲ့ agent ပုံစံမျိုး AI မျိုးအစားဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့ဒီ Manage AI ကိုအသုံးပြုပြီးတော့ movie record ကိုဘယ်လိုလုပ်မလဲ Manage AI ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုအခြေခံကိုပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ AI ပညာရပ်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဗီဒီယိုကိုတစ်ဆုံးထိကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ် subscribe မလုပ်သေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုဖတ်တဲ့နေ့လေးစလိုက်ကြရအောင်ပါ let's go အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ပထမဆုံးဒီမှာ laptop တိနေတဲ့ Manage AI ကို Play Store ကနေ download ဆွဲထားပါခင်ဗျာကျွန်တော်မှာကဒီမှာအကောင့်ဖောက်ပြီးသားပေါ့နော်အကောင့်ဖောက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတွေမှာမဖောက်သေးဘူးဆိုလို့ရှိရင်တော့ Gmail အကောင့်တစ်ကောင်နဲ့ login ဝင်လိုက်ပါ credit ကတော့1300ရပါတယ်ခင်ဗျာ free credit ကတော့1000ပါdaily credit ကတော့300စီရပါတယ်ခင်ဗျာဒီမှာ edit image ရှိမယ်ပုံတွေပါလို့ edit လို့ရမယ်ပေါ့နော်ကျွန်တော်တို့ပုံတစ်ပုံ edit လို့ရှိရင် credit ဘယ်လောက်ကုန်ကြမလဲဆိုတာကိုကျွန်တော်တို့ send လုပ်ရင်းနဲ့ဒီမှာ credit ရဲ့အတူအရှောကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ပုံတစ်ပုံရွေးလိုက်မယ်စာပေးလိုက်မယ်ပွေ့ကြည့်နေတာလုပ်ပေးပါဆိုပြီးတော့ကျွန်တော် prompt ကိုရေးပေးလိုက်တယ်ပေါ့နော် prompt ကတော့တိတ်တိတ်တက်မဟုတ်ဘူးသူဘယ်လိုဖန်တီးလာမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ချိုးကြမယ်တစ်ချက်စောင့်ကြည့်ကြမယ်ပေါ့နော်မိတ်ဆွေတို့မှာဒီလို background တွေပါတော့ပြောင်းချင်တယ်လူပုံတွေပါတော့တိတ်တက်ကလေးလှုပ်ချင်တယ်စပင်တွေပါတော့ဖိတာကအစားပေါ့နော်prompt ကိုကောင်းကောင်းမွန်မွန်ကလေးရေးပေးပါဆိုလို့ရှိရင်သူကောင်းကောင်းမွန်မွန်နားလည်လာပြီးတော့ကောင်းကောင်းမွန်မွန်လေးလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကတော့နည်းနည်းမတည်တက်ဘူးပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေပါတယ်သူမျက်နှာကိုတော့ဟိုဘက်ကိုလှည့်လိုက်ပေးတယ်ပေါ့နော် okay ဒါကတော့ edit image ဖြစ်ပါတယ်ခင်ဗျာပုံတွေကို edit တဲ့နေရာပါကျွန်တော်တို့ Photoshop တွေပါမလိုတော့ဘူးပေါ့နော်ဒီ Manage AI အထက်မှာဝင်ပြီးတော့ Photoshop အစားလူလောရမယ့်အစားသူကတခါတည်း auto လောက်ပေးတယ်ပေါ့နော်သူက rating တောင်းတယ်ပေါ့နော်ဘယ်လောက်ပေးလဲပေါ့အမှတ်ဘယ်လောက်ပေးလဲပေါ့အဆင်ပြေလားပေါ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ prompt အပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကတော့ဒီ start တစ်လုံးပဲပေးလိုက်ပါမယ် okay ဒါကတော့ကျွန်တော်တို့ edit image ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ဆင့်သွားကြမယ်ဗျဒီမှာ develop mobile app တွေကိုလည်းဖန်တီးလို့ရတာဖြစ်ပါတယ်ခင်ဗျဘယ်လိုမျိုး app တွေဖန်တီးလို့ရလဲဆိုတော့ဒီမှာဒီ weather app ပေါ့နော်ဒီမှာစာရေးထားတယ်ရာသီဥတု application တွေဖန်တီးလို့ရမယ် customer feedback တွေဖန်တီးလို့ရမယ် express reporting တွေဖန်တီးလို့ရမယ်ပေါ့နော်ဒါမျိုး application တွေကိုလည်းဖန်တီးလို့ရမှာဖြစ်ပါတယ်ဗျဖန်တီးဖို့အတွက်ကတော့ကိုယ့်ရဲ့ idea နဲ့ prompt အပေါ်မှာပဲအများကြီးမူတည်ပါတယ်prompt ကောင်းကောင်းနဲ့ idea ကောင်းကောင်း design ကောင်းကောင်းတွေနဲ့ prompt ပေးလိုက်လို့ရှိရင်သူကဖန်တီးပေးမှာဖြစ်ပါတယ်ခင်ဗျာကဲနောက်တစ်ဆင့်ကိုတွားကြမယ်ဗျဒါခုနက develop mobile app ပေါ့နော်ဒီမှာကြတော့credit slide တွေလည်းပါတယ်လုံးလို့ရပါတယ်ခင်ဗျာ credit slide ဆိုတာဒီစာရွက်စာတမ်းတွေပေါ့နော်စာရွက်စာတမ်းတွေ slide 1 slide 2 slide 3အဲ့လိုမျိုးပေါ့နော် slide တွေကိုလည်းဒီနေရာမှာကျွန်တော်တို့တစ်ခါတည်းဖန်တီးလို့ရပါတယ်build your first website website ကိုဖန်တီးပါပေါ့နော် website တွေကိုလည်းဖန်တီးလို့ရပါတယ်ဥပမာ Chrome browser လိုမျိုးပေါ့နော် create image ဒီနေရာမှာလည်းထပ်ပြီးတော့ဒီ ChatGPT တို့ Gemini တို့လိုမျိုး create image လုပ်လို့ရပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့okay ဒီနေရာမှာကျတော့ကျွန်တော်တို့ 1.7 lakh ကိုထားပြီးတော့ကျွန်တော်တို့ mobile record တစ်ပုဒ်ကိုဖန်တီးပြမှာပြောတော့ပေါ့နော်ခုနကကျွန်တော်တို့ဖန်တီးလိုက်တဲ့အတွက်ကြောင့်မို့ credit ကတော့1283 credit ပဲကျွန်တော်တို့အပေါင်းလေးကိုနှိပ်ပြီးတော့ video တစ်ပုဒ်ကို select မရမှာဖြစ်ပါတယ်ခင်ဗျာ mobile record လုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအပေါင်းလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ add face ဆိုတဲ့ဥစ္စာထက်ကတွားပြီးတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ file တစ် file ကိုတွားပြီးတော့ယူလို့ရတယ်လို့ဒီ CO ဆိုတဲ့အောက်မှာရှိတဲ့ video file ဖြစ်video file ပေါ့နော် video ကျွန်တော် record လုပ်မှာဆိုတော့ video file တစ်ခုခုကိုတွားပြီးတော့ယူလို့လည်းရပါတယ်ခင်ဗျာကျွန်တော်မှာကဒီ CO မှာရှိတဲ့ဒီကျွန်တော် download ဆွဲထားတဲ့ video ကို add select မှတ်လိုက်ပါတယ် select မှတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထည့်ရောက်လာပြီပေါ့နော်ဒီထည့်ရောက်လာပြီဆိုတော့ကျွန်တော်တို့အရင်တော့က video record တစ်ပုဒ်လုပ်တဲ့အခါမှာဘာတွေလုပ်လဲဆိုတော့အတန်းတွေကို audio တွေကို generate လုပ်ရတယ်ပြီးလို့ရှိရင် file တွေ video တွေကိုလည်းတွားပြီးတော့ဖြတ်ညက်ကလုပ်ရတယ်ပေါ့နော်ဒီမှာကျတော့အဲ့လိုမဟုတ်ပါဘူးသူကသူ auto generate လုပ်သွားတာပါအကုန်လုံးပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့လောက်ရမှာကကျွန်တော်တို့
ခိုင်းတယ်ဖို့လိုတယ်ပေါ့နော်ကောင်းကောင်းလေးခိုင်းတယ်ဖို့လိုပါတယ်ဒီနေရာမှာကျွန်တော်တို့က audio ကို mobile cap လုပ်ပေးပါမြန်မာယောက်ျားအတန်ကိုအသုံးပြုပေးပါပြီးတော့အတန်အဖြတ်တောက်တဲ့တစ်ခါခါကြားလို့ရှိရင်မညီဘူးပေါ့နော်အဲ့ဒါကိုပါကျွန်တော်တို့ကတစ်ခါလေးဖြည့်ပြီးတော့ပြောပေးပါအတန်အဖြတ်တောက်တွေကိုပါပြည့်ပြည့်ချောမွေ့အောင်လုပ်ပေးပါဆိုပြီးတော့ကျွန်တော်တို့ mobile cap တစ်ပုတ်ကိုသူ့ကိုအစားဆုံးလောက်ခိုင်းလိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီကောင်ရဲ့ဒီ madness ရဲ့အတာချက်ကတော့လူတယောက် video တစ်ပုတ်ကိုဖန်တီးတယ်လို့မျိုးပေါ့နော်စိတ်ရှာလို့ရတယ်အကောင်လုံးကိုသူကတည်တည်တက်ကလေးလုပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးပါပြီးတော့အတာချက်တစ်ခုက audio ဆိုရင် audio တက်ထုတ်ပေးတယ် video ဆိုရင် video တက်ထုတ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဆိုတော့တခါကတချို့လူတွေကြတော့ဒီ video ရုပ်သံကမလိုပဲနဲ့ audio လိုတဲ့အခါကြားလို့ရှိရင် audio ကိုတက်ကျွန်တော်တို့ခွေထုတ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့တခါတည်း download ဆွဲပြီးတော့အသုံးပြုလိုက်ရင်ပါပဲအရင်ကအဆင်ပြေပါတယ်ခင်ဗျာပြည့်ရှုံးမွေးအောင်လုပ်ပေးပါဆိုပြီးတော့ကျွန်တော်တို့ခိုင်းလိုက်မယ်ပေါ့နော်ညလေးကိုနှိပ်လိုက်ပါโอเคဒီမှာ manners ကကျွန်တော်တို့ခိုင်းလိုက်တဲ့ဥစ္စာကိုသူကစဉ်းစားနေပြီပေါ့နော်သူကmanners is thinking ဟုတ်ကဲ့ဗီဒီယိုကိုအသေးစိတ်ကြည့်ရှုပြီးမြန်မာယောက်ျားအတန်နဲ့ပြည့်ချုံမွေးတဲ့ movie ကတပုတ်ဖန်တီးပေးပါမယ်အရင်ဆုံးဗီဒီယိုအကြောင်းအရာကိုလေ့လာလိုက်ပါဦးမယ်ဆိုပြီးတော့သူကပြန်ပြောပေးတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အင်္ဂလိပ်ဗီဒီယိုမဟုတ်ဘူးတရုတ်လည်းရတယ်ဂျပန်လည်းရတယ်ကိုရီးယားလည်းရတယ်ပေါ့နော်ဘယ်လိုမျိုးပဲဖြစ်ဖြစ်အကောင်လုံးဗီဒီယိုကိုကျွန်တော်တို့ record လုပ်ပြီးတော့မြန်မာစကားအတန်လုပ်ပေးပါဆိုပြီးတော့မြန်မာအတန်ယောက်ျားအတန်ဆိုယောက်ျားအတန်မိန်းမအတန်ဆိုမိန်းမအတန်ပေါ့နော်အဲ့ဒါလေးခိုင်းလိုက်လို့ရှိရင်ဒါသူက auto လုပ်ပေးပါဖြစ်ပါတယ်ခင်ဗျာAI အသုံးပြုတဲ့အခါမှာတော့ AI ကတော့တိတ်ပြီးတော့ဥစ္စာမဖြစ်ပါဘူးအဓိကတော့ကျွန်တော်တို့ရဲ့ခိုင်း scale ပေါ်မှာပဲအများကြီးမူတည်ပါတယ်အခိုင်ကောင်းရင်ကောင်းတယ်လို့သူကလုပ်ပေးပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ brain level ပေါ့နော် brain level ကကောင်းရင်ကောင်းတယ်လို့သူကလည်းကောင်းကောင်းမွန်မွန်လေးလုပ်ပေးမှာဖြစ်ပါတယ်ဒီမှာပြောရင်ဆိုရင်ရလာပြီ generating audio ဆိုတာရလာပါပြီခင်ဗျာ generating audio ကိုရလာပြီဆိုတော့ကျွန်တော်တို့ audio ကို play ကြည့်မယ်ပေါ့နော်အသံကိုရလာပြီဆိုတော့အသံကို play ကြည့်မယ်โอเคဗီဒီယိုပါရလာပြီပေါ့နော်ဗီဒီယိုပါရလာပြီအတန်းလေးရလာပြီဆိုတော့ကျွန်တော်တို့အရင်ဆုံးအတန်းကိုကျွန်တော်တို့စမ်းကြည့်မယ်အဆင်ပြေလားပေါ့နော်ဘလို့ထုတ်ပေးလဲပေါ့အတန်းအဖြတ်တောက်တွေကိုမှန်ရလားယောက်ျားအတန်းဗမာမြန်မာအတန်းရောဟောရလားဆိုတာကို play ကြည့်မယ်အရုံးကလင်များနှစ်ယောက်ဟာတောထဲမှာတစ်ပင်ခုတ်နေကြတယ်အဲ့ဒီအချိန်မှာတစ်ပင်ကပြိုလဲကြပြီးဇနီးတီရဲ့လက်ပေါ်ကိုပြီးကျသွားတယ်ခင်โอเคเนาะ audio က go သွားပြီ audio ကရသွားပြီဆိုတော့ video ကိုတစ်ခါကျွန်တော်တို့ထပ်ပြီးတော့ကြည့်မယ် video ကိုတစ်ခါကျွန်တော်တို့ပြန်ပြီးတော့စစ်ကြည့်မယ်ပေါ့နော်သူဘယ်လိုဖက်လိပေးလဲတခါတော့ကလင်များနှစ်ယောက်ဟာတောထဲမှာတစ်ပင်ခုတ်နေကြတယ်အဲ့ဒီအချိန်မှာတစ်ပင်ကပြိုလဲကြပြီးဇနီးတီရဲ့လက်ပေါ်ကိုပြီးကျသွားတယ်โอเคဗီဒီယိုပါအတန်ပါတခါတည်း record လုပ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဒါကိုဆွဲပြီးတော့တက်တော့မှတင်လိုက်ပါခင်ဗျာအားလုံးပဲအဆင်ပြေဖို့မျှော်လင့်ပါတယ်